ကျွန်တော်ဟာ6ချားစရာကောင်းတဲ့နှိုးဆက်ယုံကြည်တဲ့ကိုခြေချဝင်ရောက်ခဲ့တယ်။အဲ့ဒီမှာအမျိုးသမီးတွေဟာတန်းဆောင်အိမ်တွေထဲမှာရဲရဲဆက်ဆက်ပိတ်လောင်ခြင်းခံထားရတာပါ။ကျွန်တော်ရဲ့လုပ်ပေါ်ကိုင်ဘက်တွေရောက်လာတဲ့အခါအခင်းဖြစ်ပွားရာမြင်ကွင်းကြောင့်သူတို့အားလုံးစွန့်မြင်တက်သွားကြတယ်။တကယ်ကိုကမောက်ကမပါပဲ။လေထုထဲမှာတော့လက်ဆက်တဲ့နှုတ်တွေပြည့်နေတဲ့ဖောက်ထွင်းမြင်ရတဲ့ပိုက်လိုင်းတွေချိတ်ဆွဲထားခဲ့တယ်။ကျွန်တော်တို့တနေရာလုံးကိုအနှံ့အပြားရှာဖွေခဲ့ကြပေမဲ့လူသက်သမားရဲ့တဲုံဆောင်ကိုတော့လုံးဝရှာမတွေ့ခဲ့ပါဘူး။ကျွန်တော်ရဲ့လုပ်ပေါ်ကိုင်ဘက်တွေကပိတ်လောင်ခံထားရတဲ့မျိုးသမီးတွေကိုကဲထုတ်ဖို့ချက်ချင်းပဲစတင်လှုပ်ဆောင်ခဲ့ကြတယ်။ဒါပေမဲ့ကျွန်တော်ရဲ့ထက်မြက်တဲ့အာရုံခံစားမှုကတော့အခြေအနေတွေဟာမြင်တွေ့နေရတဲ့လောက်မျိုးရှင်းမှုဆိုတာကိုသတိပေးနေခဲ့တယ်။ကျွန်တော်စိတ်ဝင်ရဲ့အောက်ခြေနဲ့ဆုံးစီကိုဆက်ပြီးလေ့လာဖို့အကြောက်တရားတွေနဲ့အတူအားတင်းဝင်ရောက်ခဲ့တယ်။အဲ့ဒီမှာမြင်လိုက်ရတဲ့မြင်ကွင်းကကျွန်တော်ကိုစကလုံးမရှိအောင်ဆွန့်သွားစေခဲ့ပါတယ်။အဲ့ဒီပိုင်လိုင်းတွေဟာကြီးမားတဲ့ကွန်တိန်နာဘုံကြီးတစ်ခုစီကိုဦးတည်နေပြီးအဲ့ဒီအောက်မှာတော့ဆာလောင်မုတ်တိတ်နေတဲ့ကလေးငယ်တွေကစောင့်ဆိုင်နေကြတာပါ။တို့တွေကအဆုံးမရှိစီးဆင်းနေပြီးဒါဟာအလိုလျောက်အစာကျွေးတဲ့စနစ်တစ်ခုလိုဖန်တီးထားတာဖြစ်ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကိုကျွန်တော်အခုထိနားမလည်သေးပေမဲ့ဒါဟာစိတ်မမှန်တဲ့လူသက်သမားတစ်ယောက်ရဲ့လက်ချက်ဆိုတာကိုတော့အသေးချာသိလိုက်ရတယ်။ကွက်တီအဲ့ဒီအချိန်မှာပဲဝေးကွာတဲ့နေရာတစ်ခုစီကနေရင်ခွဲမတက်အော်ဟစ်ငိုယိုတန်တစ်ခုပဲတင်ထက်လို့ထွက်ပေါ်လာခဲ့တယ်။ကျွန်တော်ဟာအကြောက်တရားကိုအစွမ်းကုန်ထိန်းချုပ်ပြီးအတန်ထွက်ပေါ်ရစီကိုအတင်းအားတင်းပြီးလိုက်သွားခဲ့တယ်။လိုက်ကာကိုလှမ်းလိုက်တဲ့အခါကျွန်တော်တကူလုံးတောင်တင်းသွားခဲ့ရတယ်။နိုင်ငံတွေပေါ်မှာကျွန်တော်ရဲ့တပ်ပုံတွေအပြည့်ကတ်ထားတာကိုအဲ့ဒီအချိန်ကျမှပဲသူတို့ရဲ့ပြစ်မှတ်ကကျွန်တော်ဖြစ်နေမှန်းသဘောပေါက်သွားခဲ့တယ်။သူတို့ကကျွန်တော်ကိုပါဒီစနစ်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာစေချင်နေကြတာပါ။ကျွန်တော်လည်းကျွန်တော်ရဲ့လုပ်ပေါ်ကိုင်ဘက်တွေကိုတတိပေးဖို့ပြင်လိုက်စင်မှာပဲရုတ်တရက်ထက်မြက်တဲ့ဓာတ်တလက်ကကျွန်တော်စီကိုဦးတည်ပြီးဘုံကနေရောက်လာခဲ့တယ်။အရာရှိတွေနဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကတော့တားကောင်ဖြစ်ရသူတွေကိုပဲအာယုံဆိုင်နေကြတာမို့အာယုံလဲနေခဲ့ကြတာပါ။ဒါပေမဲ့အဲ့ဒီလိုအသက်လူရမယ့်အရေးကြီးတဲ့အချိန်ခိုက်တက်မှာပဲလူသက်သမားရဲ့ရည်ရွယ်ချက်ကိုကျွန်တော်ရိပ်မိသွားခဲ့တယ်။မျက်တောင်တစ်ခါအတွင်းမှာပဲကျွန်တော်တနက်ကိုဆွဲထုတ်ပြီးမောင်းကလုတ်ကိုဆွဲညှစ်လိုက်ပါတော့တယ်။ကြီးစံဟာအရာအလုံးရဲ့နောက်ွယ်ကကျိုးကင်သူလူကုန်ကူးသူမာစတာမိုင်းရဲ့နှလုံးသားကိုတဲ့တဲ့ကြီးဖောက်ထွင်းသွားခဲ့တယ်။အစပြုခဲ့တဲ့လူများကြီးကိုနာကျင်အောင်လုပ်ခဲ့တဲ့သူရဲ့ကြောက်မက်ဖွယ်စိုးမိုးချင်းချောက်မှုကြီးဟာနောက်ဆုံးမှာတော့ချုပ်ငြိမ်းသွားခဲ့ရပါပြီ။